ပြီးပေါ့နော်အသားရည်ကြည်ကျင်နေဆိုချင်တယ်ပြောချင်းကိုလိမ့်နဲ့ skin care တွေကိုထိရောက်ချင်တယ်ဆိုလို့ရှိရင်ဒီချက်လေးကိုလည်းလုပ်ပေးဖို့မပေးနဲ့ပေါ့နော်အဲ့ဒါကလည်းဆိုတော့ cleansing တေချာလုပ်ပေးတာပေါ့နော် cleansing ဒီလိုမျိုး cleansing တေချာလုပ်ပေးမှသာလည်းကိုယ့်ရဲ့မျက်နှာကလုံးဝပေါ့နော်တန့်စင်သွားတဲ့အတွက်ကြောင့်မို့လို့ကိုထက်လိမ့်တဲ့ skin care တွေကပို့ပြီးတော့ထိရောက်မှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ cleansing လုပ်ဖို့မပေးနဲ့ပေါ့နော်မို့ဆိုလို့ရှိရင်လည်း30ကျော်မှလုပ်ဖြစ်တာပေါ့နော်အရင်တော့ကလုပ်ရကောင်းမှန်းလည်းမသိဘူးလုပ်လည်းမလုပ်ဖြစ်ခဲ့မလို့လို့ပဲထင်တာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုက cleansing တာတေချာမလုပ်ဖဲနဲ့ထက်လိမ့်နေတယ်ဆိုလို့ရှိရင် skin care လိမ့်နေတယ်ဆိုလို့ရှိရင်အသားရည်ကကိုလိုချင်တယ်လို့မဟုတ်ဖြစ်မှာမဟုတ်ပေါ့နော်ညစ်ညစ်ကြီးဖြစ်နေမှာပဲပေါ့နော်အဲဒါကြောင့်မို့လို့ cleansing တေချာလုပ်ပါပြီးတော့မှကိုလိမ့်တဲ့ skin care လေးတွေကိုထက်လိမ့်မှာပေါ့နော်ထက်လိမ့်ပြီးပါလို့အဲ့ဒါဆိုလို့ရှိရင်တော့ပို့ပြီးတော့တိတာလာလိမ့်မယ်ပေါ့နော်ရလလေးကပို့ပြီးတော့တိတာလာမှာဖြစ်ပါတယ်တကယ်လို့ကိုလိမ့်တဲ့ skin care တွေကမထိရောက်နေဘူးအသားရည်က skin care လိမ့်နေပြီးတော့အသားရည်ကမကြည်နေသေးဘူးဆိုလို့ရှိရင်တော့ဒီတစ်ချက်လေးကိုတေချာလေးလုပ်ကြည့်ဖို့အကြံပေးပါတယ်ဒါဆိုလို့ရှိရင်မိုးကနံပါတ်2လေးပေါ့နော်စိုးသွားတာအခုကြံနေသေးတယ်ပေါ့နော်နှိမ့်လေကထမင်းစားပြီးတော့ဖြတ်ပြီးတော့ပြန်ဆိုးထားတာပေါ့နော်ဒီလေးကြံနေသေးတယ်အဲ့ဒါမျိုးပါဖြတ်ပါမယ်သင်လေး cleansing လေးတေချာလုပ်ပေးဖို့အတွက်အကြံပေးတာပါကျေးဇူးတင်ပါတယ်